ကျမတို့အဖွဲ့တွေပေါ့နော်ကားနဲ့မဟုတ်ဘဲနဲ့ခြေချင်းနဲ့မုတ်သွားစမှာဖြစ်ပါတယ်တွားမဲ့ဆိုင်ကနီးတယ်ဆိုတော့ခြေချင်းနဲ့ပဲသွားရမယ်ပေါ့နော်ထီးရကြတော့တကြံရေပိုက်ကာဖို့တွေ့ယူရတာဖြစ်ပါတယ်ကလေးတွေကရေပတ်ဖို့လုပ်နေတယ်ဒါပေမဲ့ဟိုတင်းဟိုဟာဖြစ်နေတယ်မပတ်နဲ့ဆိုပြီးတော့တခါနဲ့ပြောလိုက်တယ်သူများတွေကတကြံ office ကျမတို့ကန်းချင် office ပေါ့နော်အခုသွားစားမဲ့ဆိုင်လေးကကြတော့မနောပန်းဆိုတဲ့ဆိုင်လေးပဲဖြစ်ပါတယ်ဒီဆိုင်လေးကကြတော့ပေါ့နော်ဖွင့်ထားတာမကြသေးပါဘူးဆိုင်တော်မှာမမို့အိမ်တွားတဲ့ခါပေါ့နော်ဟဲ့ decoration လေးလှလိုက်တာဆိုပြီးအပြင်ကနေကြည့်နေရပေါ့နော်သူများတွေကချောလို့ဆိုပြီးဓာတ်ပုံဝိုင်းရိုက်ကြတယ်ပေါ့နော်အလဲမြချီနာဆိုင်တွေအများပိုင်းက decoration ကိုအရန်မပြင်ကြဘူးပေါ့နော်ဒီဆိုင်လေးကကြတော့ decoration ဆိုလို့အရန်လာတယ်ပေါ့နော်ဆိုင်တော့လေဆိုင်ထိုင်ပြီဆိုရင်ဆိုင်ထဲကိုဝင်လိုက်ပြီဆိုတာနဲ့အေးလူလူအေးချမ်းချမ်းရှိတဲ့ဆိုင်လေးကိုပိုကြိုက်တယ်ပေါ့နော်ဒီဆိုင်ရဲ့အပြင်အစင်ကတော့နေပဲလာတာမဟုတ်ပါဘူးညဆိုရင်လည်းသူ့မီးအောင်နဲ့သူအရန်ကိုမှလာပါတယ်မတီးတဲ့တူတွေရဲ့စိတ်ထဲမှာတော့ပေါ့နော် coffee ဆိုင်လို့ထင်မိမှာပဲဒီဆိုင်မှာကျတော့အဓိကစကောထမင်းနဲ့ seafood တွေရတာဆိုတော့လာဆွဲကြည့်တာဖြစ်ပါတယ်မြချီနာမှာကျတော့ပေါ့နော်ကချင်အစားအစာတွေအရန်ရတယ်ဆိုမဲ့စကောထမင်းနဲ့ seafood ကတော့ရှားပါတယ်မီနူးဆိုရင်လည်းတော်တော်များများစုံလေးလေးရတယ်ပေါ့နော်ဒီဆိုင်မှာတစ်ခုကောင်းတာကျတော့ပေါ့နော်ဟင်းပွဲတွေဆိုရင်လည်းပူပူနွေးနွေးစားလို့ရတယ်ပေါ့နော်လူ၄၅ယောက်လောက်ကတော့တားလေးစားလို့ရတယ်ပေါ့နော်ကျမတို့ကချင်မတွေဆိုတော့တီးတဲ့အတိုင်းပဲချင်းဆက်ဆိုလို့အရင်ကြိုက်ဆိုင်တော့အဖွဲ့တွေကပေါ့နော်ချောလို့ဆိုပြီးဆိုင်ရှင်ရကြတော့ပေါ့နော်ဟင်းတွေအများကြီးချပေးထားတယ်ပေါ့နော်ဟင်းပွဲတွေဆိုတပွဲဟိုမှာအများကြီးပါတယ်ပေါ့နော်စကောတိမမှာပါတယ်ဒီအရွက်တုပ်ဆိုရင်ဆိုင်တော့ကချင်တွေအရန်ဟိုမှာကြိုက်တဲ့ထင်ကဲ့တုပ်လေးဖြစ်ပါတယ်သူများတွေရဲ့တကြံဖြတ်တန်းပုံတော့မသိဘူးဆိုင်တော့ရဲ့တကြံဖြတ်တန်းပုံကအရန်ကိုမှမိမိုက်ရေဆူကြီးနဲ့နေပူထဲမှာကနေတာတဲ့ဆိုင်ဒီလိုမျိုးအစားအသောက်ကိုနိုင်ချင်းနဲ့ချပြီးစားတဲ့အရသာဘာနဲ့မှမတော်ကူဘူးပေါ့နော်ဆိုင်တော့အဖွဲ့ကကြတော့ပေါ့နော်ဘီယာမတောက်တဘူးဆိုတော့အချိုရည်ပဲတောက်ပါတယ်တောက်တဲ့သူတွေအတွက်လည်းအမီးကလုံးဝ share ပဲပေါ့နော် service နဲ့အစားအစာတော့ကောင်းလားမကောင်းလားမမေးနေတော့ပေါ့နော်အခုငါအိုးဆိုရင်လုံးဝမီးပြန့်လဲတစ်ခါပြန်ထည့်ပေးတယ်အဲကြောင့်ပူပူနွေးနွေးလေးစားလို့ရတယ်ဆိုင်တော့စားတာကြည့်ပြီးတော့လိပ်စာတိချင်နေကြပြီမလားဗီဒီယိုအဆုံးမှာထည့်ပေးထားပါတယ်ရှင်ဒီမှာလို့ပြောပြီးသွားပြီဆိုရင်တော့ကျမကချင်လို့ပြန်ပြောမှမယ်ရှင်ဆန်မဒုံမီဝဲလူရှာမရှာမီဝဲကနဆုမလာမဂက်မျိုးကနေတက်ကအစင်ပြေရောဒီလိုမျိုးအကင်နေမြင်ပြီဆိုရင်ဆိုဂျူရိုပီယာတို့နဲ့မီးလိုက် share ပဲပေါ့နော်ချန်ချူနောက်ကျွေးပြောနာကျွေးအကောဘောင်မန်အစွန်ပြင်ငါတင်မရှိလန်းတော်လေဘာမှတော့မဟုတ်ပါဘူးကချင်လို့နည်းနည်းအတင်းတုတ်လိုက်တာပေါ့နော်အရန်စားကောင်းပါတယ်လို့ဒါကတော့အဓိကဆိုင်တိုင်းမှာမရှိမဖြစ်ကချင်အစားစားဖြေလေးရောရပါတယ်ဒီဆိုင်ရဲ့ဘယ်အချက်ကိုသဘောကျလဲဆိုရင်ကိုကစားလို့ပေါ့နော်အစင်မပြေဘူးဆိုရင်ကိုကပြန်ပြင်ခိုင်းလို့ရပါတယ်အခုဆိုင်စားနေတဲ့ဒီစားဖြစ်အချင်းဆိုရင်နည်းနည်းလေးချင်သွားတယ်ပေါ့နော်အခုလိုမကောင်းတာကိုပြန်ပြင်ခိုင်းရတာလည်းပေါ့နော်သူတို့ကပြောပါတယ်အစင်မပြေတာရှိရင်ပြောပါပြင်ပေးပါမယ်ဆိုပြီးတော့ကြိုတင်ပြီးတော့ပြောထားတယ်ပေါ့နော်အဲကြောင့်မလို့ပြန်ပြင်ခိုင်းလိုက်ပါတယ်စားဖြစ်အချင်းကအခုမှကချင်မရဲ့ပါဇက်နဲ့ကောပြက်လာနေအောင်ထီမီကွိသွားတယ်ပေါ့နော်ကချင်မတွေပဲအဆက်စားနိုင်တာမဟုတ်ပါဘူးကချင်ကောင်လေးတွေလည်းအဆက်အရန်စားနိုင်ပါတယ်နောက်ဆုံးအတုံးမှာကျတော့ကျမကတော့ပဇွန်ကျုံးမယ်ပေါ့နော်ပဇွန်ဆိုရင်လုံးဝလက်ဆက်ညော်တာနန်တာတို့ဆိုတစ်စက်မှမရှိဘူးပေါ့နော်ပဇွန်ရောက်ခမကိုခွင့်လိုက်အော်မားလို့အန်တီကိုခွင့်လိုက်ကိုကြီးကိုခွင့်လိုက်လေပေါ့နော်ဆိုင်ရအကျင့်ရပါလဲဆိုရင်တော့ကိုဝပြီဆိုအားလုံးလိုက်ခွင့်နေအကျင့်ဖြစ်ပါတယ်ဒီမှာတာယာနေတော့မှရှိတယ်ဟိုဘက်ကအကျင့်ရတစ်ချက်ရှုအခုရိုက်ပေးနေရကြတော့မမုံရိုက်ပေးနေရဖြစ်ပါတယ်ဒီဆိုင်ကဝန်ဆောင်မှုကောင်းတယ်လို့ဆိုင်ရှင်တွေလည်းတဘောကောင်းပါတယ်တကြံဆိုတော့ကလေးလေးရေပြစ်တန်လိုက်ဆော့နေရပေါ့နော်အန်တီမျက်နှာဘာဖြစ်နေရလဲဆိုတော့ဘိုက်ဝလို့အင်းနေတဲ့မျက်နှာလေးပဲဖြစ်ပါတယ်ကွက်ပြက်လာနေအောင်ဝသွားတယ်ပေါ့နော်ဘိုက်အနေထားကိုပဲလေးပဲတစ်ချက်ရှိုးပေါ့နော်ဘိုက်ခောက်စားလို့တောက်လို့လေဝသွားပြီဆိုတော့ကျမတို့တွေအိမ်ပြန်တော့မယ်ပေါ့နော်အိမ်မပြန်ခင်လေးမှာချီရတဲ့တူတွေနဲ့တပုတ်လေးတစ်ဖြက်နှစ်ဖြက်ရိုက်ဖြစ်ပါတယ်မပြန်ခင်လေးအချောလိုက်လေးနဲ့တက်တော့ဆော့ရအောင်ဆိုပြီးတော့တက်တော့ဆော့ပါတယ်ရှင်ဒီအကကွက်လေးတစ်ခုကိုညှိယူလိုက်ရလေဆိုတော့တနေရာပြီးတနေရာထိုးတွားဒီတွားနဲ့ကနေပထမတော့ဒီလုံနေတဲ့အကိုကိုကရအောင်လို့ဆိုပြီးခေါ်တာပေါ့နော်ရှက်တယ်တဲ့မကရဲဘူးဆိုပြီးအမှတူကတူလုံနေတာဒန်ဆာလူလိုတွေတူများရှိရင်လည်းခေါ်လို့ရပါတယ်ဒီအကိုတွေကိုပေါ့နော်ဒီဆိုင်ကဆိုင်ရှင်တွေရောဝန်ထမ်းတွေရောတကယ်ဖော်ရွေမှုရှိပြီးတော့ service လည်းအရန်ကောင်းတယ်ပေါ့နော်တဘောလည်းအရန်ကောင်းပါတယ်ဒီဆိုင်လေးကိုလည်းလာလေဖို့အတွက်ဖိတ်ခေါ်ပါတယ်ရှင်အားလုံးလည်းနေ့တစ်မှာရှူလန်းချမ်းမြေ့ပြောရှင်ပါစေရှင်ဒီဆိုင်လေးကကြတော့ဘယ်မှာရှိရလဲဆိုတော့18ရောက်ကမှာရှိတာဖြစ်ပါတယ်ဒီဆိုင်ဘက်ကနေဝင်လာပြီဆိုရင်ဒီလမ်းတွယ်7လေးမှာဖြစ်ပါတယ်ဆိုင်ကိုမတွေ့မှမစိုးရင်ပါနဲ့အပြားနေကြီးလိုက်တော့မထင်းကနေပေါ်နေပါတယ်အားလုံးပဲ try ကြည့်ဖို့အတွက်ဆိုင်ကကြတော့ဖိတ်ခေါ်လိုက်ပါတယ်ကျေးဇူးတင်ပါတယ်ရှင်